ဖန်ပြွန်တတိဆိုတာပါလေဘသူတွေမှာဖန်ပြွန်တတိလို့ဖို့လို့မလဲဖန်ပြွန်တတိကိုဘယ်လိုလုပ်တယ်လဲအားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဖြူပါဒီကနေ့ဒီဖန်ပြွန်တတိနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ် IVF ဆိုတာကတော့ in vitro fertilization ပေါ့နော်မြန်မာလူဆိုရင်တော့ဖန်ပြွန်တတိလို့ခေါ်ကြတယ်ပေါ့နော်အတူချုံပြောရမယ်ဆိုရင်တော့သူကဒီအမျိုးသမီးရဲ့သားအိုကိုယူပြီးပြီဆိုရင်တက်ခွဲခန်းမှာအမျိုးသားရဲ့တုပ်ပိုးနဲ့ပေါင်းဆက်ပြီးရလာတဲ့တတိသားလေးကိုအမျိုးသမီးရဲ့တအိမ်လေးကိုပြန်ထည့်အဲ့ဒါကိုဒီဖန်ပြွန်တတိလို့ခေါ်တယ်ပေါ့နော်ကမ္ဘာတစ်ဝန်းမှာဆိုလို့ရှိရင်တော့အစုံလေးတွေ6တွဲမှာတစ်တွဲကဒီကလေးမရတဲ့ပြဿနာကိုတွေ့ကြုံနေရတယ်ပေါ့နော်အဲ့ဒီကလေးမရတဲ့ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းတစ်ခုကတော့ဒီဖန်ပြွန်တတိပဲဖြစ်တယ်ပေါ့နော်ဘယ်သူတွေမှာဖန်ပြွန်တတိလို့ဖို့လိုနိုင်မလဲပေါ့နော်တောက်အပြုံပိတ်နေတဲ့အမျိုးသမီးတွေလိုနိုင်တယ်ပြီးရင်ဒီအမျိုးသားမှာတုပ်ပိုးနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတယ်ဥပမာတုပ်ပိုးမထွက်တာတုပ်ပိုးအားနေတာတို့ပြီးရင်အမျိုးသားသမုတ်မျိုးသမီးမှာမျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ရောဂါတွေရှိပြီးတော့မှကလေးစီပါသွားနိုင်တယ်ဆိုရင်လည်းဖန်ပြွန်တတိနဲ့လုပ်လို့ရတယ်ပြီးရင်အမျိုးသမီးမှာသားဦးကျွေတဲ့ပြဿနာရှိတဲ့ရောဂါတွေရှိတယ်ဥပမာဆို PCOS လိုမျိုးရောဂါရှိတယ် endometriosis ရောဂါရှိတဲ့အမျိုးသမီးတွေပေါ့နော် endometriosis ဆိုတာကတော့အမျိုးသမီးရဲ့ဒီတအိမ်နေရာမှာရှိတဲ့ tissue တွေကတအိမ်နေရာမှာတွေမကဘဲနဲ့တခြားဒီသားအိုးပြုံတို့သားအိုးအိမ်တို့တခြားနေရာတွေကိုပါရောက်နေတဲ့ယောဂတစ်မျိုးပေါ့နော်အဲ့လိုယောဂရှိတယ်ဆိုရင်လည်းလိုနိုင်တယ်နောက်တစ်ခုကကျတော့ဒီကလေးဘာကြောင့်မှမရမှန်းကိုမသိဘူးပေါ့နော်ရှာလို့လည်းမတွေ့ဘူးကလေးကလည်းမရဘူးအဲ့လိုမျိုးဆိုလို့ရှိရင်လည်းဖန်ပြွန်တတိကိုလုပ်လို့ရပါတယ်ဖန်ပြွန်တတိလုပ်ဖို့အတွက်ဆိုရင်ဘယ်လိုအဆင့်ဆင့်လုပ်တယ်လဲပေါ့နော်ပုံမှန်ဆိုရင်တော့ကျမတို့အမျိုးသမီးတွေမှာတစ်လကိုသားအိုးတစ်လုံးကျွေးရပေါ့နော်ဖန်ပြွန်တတိလုပ်ဖို့အတွက်ဆိုရင်တော့အများအပြားလိုအပ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့သားအိုးအများအပြားထွက်ဖို့ဆေးစာထိုးတယ်ဆေးထိုးတာကတော့ဒီရာသီလာတဲ့ဒုတိယရက်သို့မဟုတ်တတိယရက်မှာဆေးစာထိုးတယ်ထိုးတာကတော့9ရက်ကနေ12ရက်ဝန်းကျင်လောက်ထိုးရတယ်တယောက်နဲ့တယောက်မတူဘူးဒီထိုးနေစဉ်အတွင်းမှာလည်းဒီ ultrasound တွေပါရိုက်ပြီးတော့မှပေါ့နော်တာကိုအခြေအနေလေးကိုစောင့်ကြည့်တယ်။တာကိုလည်းရပြီထုတ်လို့ရပြီဆိုရင်တာကိုထုတ်တယ်။ထုတ်တာကတော့ဒီအိတ်ဆေးနဲ့ပေါ့နော်အမျိုးသမီးရဲ့ဒီမိမကိုကနေတစ်ဆင့်အဲ့လေးနဲ့ထုတ်ရတယ်။အမျိုးသမီးတာကိုထုတ်တဲ့နေ့မှာပဲအမျိုးသားကလည်းတုပ်ပိုးကိုထုတ်ပေးရမယ်။ထုတ်ပြီးပြီဆိုရင်ရလာတဲ့တာအုပ်လေးနဲ့တုပ်ပိုးကိုတက်ခွဲခန်းထဲမှာပေါင်းဆက်စေတယ်ပေါ့နော်။အဲ့ဒါလိုပေါင်းဆက်တဲ့နေရာမှာသူက2မျိုးရှိတယ်ပေါ့နော်။တစ်မျိုးကတော့သူကနဲ့တူတဘာဝအတိုင်းဒီတုပ်ပိုးနဲ့တာအုပ်လေးကိုပေါင်းဆက်စေတယ်။နောက်တစ်ခုကကျတော့ ICS ဆိုင်လို့ခေါ်တယ်ပေါ့နော်။သူကကျတော့ဒီတုပ်ပိုးလေးတစ်ခုကိုယူပြီးပြီဆိုရင်ဒီသားအုပ်လေးကိုထိုးထည့်လိုက်တယ်ပေါ့နော်ထိုးထည့်ပြီးတော့မှတတိအောင်လုပ်တယ်အဲ့ဒါကို ICS ဆိုင်လို့ခေါ်တယ်ရလာတဲ့တတိသားလေးကိုနောက်ထပ်3ရက်ကနေ5ရက်လောက်မွေးထားမယ်ဒီ3ရက်သား5ရက်သားဟာလေးကိုတအိမ်လေးကိုပြီးရင်တစ်ခါတည်းထည့်လိုက်တယ်ချက်ချင်းထည့်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ fresh transfer လို့ခေါ်တယ်ပေါ့နော်သူကကြတော့တစ်ခါတည်းတအိမ်လေးကိုချက်ချင်းထည့်လိုက်တယ်နောက်တစ်ခုရှိတာကကြတော့တအိမ်လေးကိုချက်ချင်းမထည့်ဘူးမထည့်ခင်အတွင်းမှာဒီ PGD လို့ခေါ်တဲ့ chromosome အရေးအတွက်စစ်ဆေးတယ်ပေါ့နော်ဒီတတိသားလေးမှာ chromosome နဲ့ပတ်သက်တဲ့ယောဂတွေရှိမရှိစစ်ဆေးတယ်ဘယ်လိုစစ်ဆေးလဲဆိုရင်ဒီတတိသားလေးရဲ့ cell လေးတွေကိုယူပြီးတော့မှပဲဒီစစ်ဆေးတာပေါ့နော် chromosome နဲ့ပတ်သက်တဲ့ယောဂတွေကိုစစ်ဆေးလိုက်တယ်စစ်ဆေးပြီးပြီဆိုရင်တော့ဒီ data လေးကိုခဲထားတယ်ပေါ့နော်ခဲထားပြီးပြီဆိုရင်ဒီနောက်လာပြီးချက်မှာပဲပြန်ထည့်တယ်ပေါ့အဲ့အိမ်ထဲကိုပြန်ထည့်တယ်ထည့်ပြီးလို့10ရက်ကနေ14ရက်လောက်နေလို့ရှိရင်တော့ဒီ data လေးကမကသွေးစစ်လို့ရပြီပေါ့နော်အဲ့ဒါကတော့ဒီ IVF လုပ်တဲ့ဖြစ်စဉ်လေးပေါ့ဘသူတွေမှာဒီ PGDA စစ်ဆေးတင်တယ်ပေါ့နော်အသက်35နှစ်အထက်ရှိတဲ့အမျိုးသမီးတွေမှာစစ်ဆေးတင်တယ်မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ယောဂတွေရှိတဲ့လူတွေမှာလည်းစစ်ဆေးတင်တယ်ပြီးကိုဝင်အချင်းချင်းပြတ်ကျမှုတဲ့လူတွေနောက်တစ်ခုကကြတော့လေ IVF အချင်းချင်းမအောင်မြင်တဲ့လူတွေပေါ့နော်အဲ့လိုလူတွေမှာဆိုလို့ရှိရင်တော့ဒီ PGDA ကိုစစ်ဆေးတင်ပါတယ်IVF လုပ်တဲ့အောင်မြင်မှုရာခိုင်နှုန်းပေါ့နော်ဘယ်ဟာတွေပုံမှုတည်လဲပေါ့သူကကြတော့တယောက်နဲ့တယောက်မတူဘူးအရေးကြီးဆုံးအချက်ကကြတော့ဒီအမျိုးသမီးရဲ့အသက်ပေါ့နော်အမျိုးသမီးရဲ့အသက်ကြီးလေအောင်မြင်တဲ့ရာခိုင်နှုန်းနည်းလေဘာလို့လဲဆိုတော့ဒီအမျိုးသမီးတွေအသက်ကြီးလာရင်တာဝူတွေတဖြည်းဖြည်းနည်းလာတယ်ပြီးရင်တာဝူရဲ့ quality ကလည်းကျဆင်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအမျိုးသမီးရဲ့အသက်ကအရေးကြီးဆုံးအချက်ဖြစ်တယ်အသက်35နှစ်အောက်ဆိုရင်တော့အကောင်းဆုံးပေါ့နော်အသက်35နှစ်အထက်ဆိုရင်တော့တဖြည်းဖြည်းနဲ့နည်းလာတယ်ပြီးလို့ရှိရင်တော့ဒီတအိမ်ကောင်းမကောင်းပေါ့နော်ပြီးရင်အမျိုးသားရဲ့တုပ်ပိုးကောင်းမကောင်းပြီးရင်ရလာတဲ့ဒီဒေတာလေးရဲ့အရေးအတွက်နဲ့အရေးသွေးပေါ့နော်ပြီးလို့ရှိရင်ကိုရွေးချယ်တဲ့ဆေးရုံရဲ့ဒီကျွမ်းကျင်မှုပေါ့နော်အဲ့ဒီအချက်တွေကိုလည်းမူတည်ပါတယ်ဒါကတော့ဒီ IVF နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုညှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်